ဘဝခီးကိုသွားကြတဲ့လူတွေဘာအရေးကြီးဆုံးလဲလို့မေးစိတ်ကောင်းနှလုံးကောင်းရှိဖို့ဒါကြောင့်တမိုးစတော်ဘုရားကြီးကစိတ်ထားကောင်းဖို့ပထမအရေးကြီးဆုံးကအဲ့ဒါပဲဘဝခီးကိုသွားမှာကျွတ်တော့ဘဝခီးဆိုတာကဒီဘဝမသေးခင်သွားတဲ့ခရီးရှိတယ်လို့ဒီဘဝသေးပြီးတဲ့နောက်ထပ်ဆက်သွားမယ်တဘဝပြီးတဘဝသွားတဲ့ခရီးလည်းရှိတယ်ဘဝခီးကိုအကျဉ်းမြင့်နှမျိုးနားလည်ရမယ်နော်တရပြီးတရတစ်ချိန်ပြီးတစ်ချိန်မသေးခင်မှာသွားနေရတာလဲဘဝခရီးပဲသေပြီးတဲ့နောက်ထပ်ဘဝတစ်ခုထပ်ဖြစ်မယ်အကောင်းလားအဆိုးလားဆိုတာကတော့တေဂာနီးစိတ်ထားလေးပေါ်မှာပဲမူတည်မယ်အဲ့ဒါလဲကံတရားပဲနော်မသေးခင်ကစိတ်ထားကောင်းလေးတွေနဲ့လုပ်ရကောင်းလေးတွေအတွေးကောင်းလေးတွေနဲ့ဘဝမှာတကယ်အစင်တမ်းမြင့်မြင့်နေလာမယ်ဆိုရင်တေဂာနီးမှာလဲဘလို့လုပ်ပြီးတော့မှယုံညံ့တဲ့စိတ်နဲ့သေတဲ့အကြောင်းမရှိဘူး။မသေးခင်ကစိတ်ထားတွေကညံ့စိတ်ထားကောင်းအောင်လဲသိပြီးတော့မကြိုးပမ်းဘူးမအားထုတ်ဘူးဆိုရင်တော့တေဂာနီးမှာအဲ့ဒါယုံညံ့တဲ့စိတ်ထားနဲ့သေရတတ်တယ်။အဲ့ဒါဆိုရင်တော့မကောင်းတဲ့ဘဝဖြစ်မှာနော်။ဒါကြောင့်ဘဝခီးကိုသွားကြတဲ့တတ္တဝါတွေမှာအရေးအကြီးဆုံးကဒီစိတ်ကောင်းနှလုံးကောင်းလေးရှိဖို့စိတ်ကောင်းနှလုံးကောင်းရှိလို့ရှိရင်ပြစ္ဆုတ်ပံလဲလိမ့်လိမ့်လဲဆင်းရဲစရာအကြောင်းမရှိဘူးလို့ဘုန်းကြီးကမြင်တယ်။